အားလုံးပဲမင်္ဂလာပါရှင်ဗီဒီပိုင်တက် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတစ်ခါမှာတော့ဆီယာမာကြီးခင်ခင်တို့ရေးသားထားတဲ့ခုံတော်မောင်ကြိုက်သူဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်နာတော်တာဆင်ပေးကြပါအောင်ရှင်ကျမတို့ကကိုကြီးကြိုက်သူလို့ခေါ်ကြတဲ့အကူတယောက်ကရွာလူကြီးပါအဖေတူဆိုတော့ကျမတို့ဆွေမျိုးတွေထဲမှာစားမနာနိုင်မနာရှိတဲ့အိမ်ကိုကျမတို့ငငယ်ကလေးကရွာလေဝိုင်းတိုက်ထဲကကိုကြီးကြိုက်သူတို့အိမ်ကိုမရောက်ရတဲ့နေ့မရှိဘူးကျမအဖေနှမဝမ်းခွဲဒွေးလေးတောင်းကောင်မွေးတဲ့မွေးချင်းတွေထဲမှာကိုကြီးကြိုက်သူတယောက်တည်းရွာမှာကျန်တာပါကျန်တဲ့နှမတွေညီတွေကချောင်းစင်းရေပလဲနှဲမုတ်ရွာညီတော်မီးလောင်ကျွန်းစသဖြင့်တခြားရွာတွေမှာအခြေကျပါပြီကိုကြီးကြိုက်သူကတော့ငွေကလေးကရွာကခွာတယ်မရှိဘူးဘဲကိုမှလည်းမသွားလေဘူးမသွားတော့မရောက်ရဘူးပေါ့မရောက်ရလဲကိစ္စမရှိပါဘူးကွာဆိုတဲ့လူမျိုးဆိုတော့မြို့ရဲလို့နီနီနာနာမြင်းကြံကိုတောင်ရောက်ဖူးယုံရှိတာပါမြင်းကြံမြို့ပေါ်ရောက်နေကြတဲ့ဆွေတဲ့မြို့တွေကတာမှုနာမှုလိုကိစ္စတွေမှာလဲများသောအားဖြင့်ကိုယ်တိုင်သွားလေမရှိဘူးသူမိမမဆွန်းအုပ်ကိုလွတ်တာများတယ်တော့မသွားလို့ကောင်းပါမလားတော့အမျိုးအရင်ခောက်ခောက်ကြီးဟာကိုရွာကဆွေဝေးမျိုးဝေးတွေတောင်သွားကြတာမသွားရင်ခွေးဖြစ်ဖို့ရှိမှာပဲမဆွန်းအုပ်ကတော့အမျိုးအရင်ခောက်ခောက်ကြီးလို့သာပြောတာပါတကယ်တော့မြင်းကြံအလူကမဆွန်းအုပ်နဲ့လည်းအမျိုးမကင်းဘူးကျမတို့ကမမအုပ်ခေါ်ကြတဲ့မဆွန်းအုပ်ကလီလီကလေးရဲ့အိမ်အလုတ်အခင်းအလုတ်ကျွဲနွားအလုတ်များဗျမ်းဗျမ်းခွဲလုံနေရသူဆိုတော့မဆွန်းအုပ်ကအကြောင်းကြီးငယ်တိုင်းစိတ်ရောက်လို့ကိုမပါနိုင်ဘူးလင်းကိုလူမှုရေးရဲ့လို့မျက်နာပြသွားစီခြင်းပဲသိလို့ကိုကြီးကြိုက်သူကမလုတ်ပါနေသွားနိုင်ရင်သွားမသွားနိုင်လို့မျက်နာနာစရာရှိရင်လေနေတာနာတော့ငါကပြင်ဒေဝတဟအမိုက်တောင်မလွင့်စေရဘူးဆိုတဲ့မျက်နာနဲ့စေးလိတ်ကြီးငို့နေတော့တာပါမိအုပ်ရဲ့နေသွားလေဖြစ်တဲ့ဟာကိုငါသွားမှလားငါမဲအမှုတွေကတန်းလန်းရဲရေးရွာကြီးဆိုတာပြောပြတာမဟုတ်ဘူးမိရထင်းရဆိုတာကရှိသေးသွားပါဟာကူလိုက်ပေါ်2000လောက်2000မလပါဘူးတော့မမသိရှင်ကမွေးတဲ့ကလေးတွေလှူတဲ့ဟာ9000တော့ကူမပေါ့တော်မသွားကျုပ်သွားပေါ့တော်အိမ်မာသာနေမီးလောင်ငုတ်တို့မှတ်ပြီးပြားမှမဆွဲတယ်တော့တော်နှင်းကျုံနေရာချင်းလဲလိုက်ခြင်းပါဘလို့ပြောပြောကိုကြီးကြိုက်သူကနားရရေလူလည်းမရှိဘူးနာအောင်ပြောတကောရဲ့လို့မျက်စောင်းတစ်ချက်လက်မထူဘူးတချမ်းလိုက်စားထားတဲ့စေးလိတ်ကြီးဖွာနေတော့တာပဲကိုကြီးကြိုက်သူတို့လင်းမယားကစေးလိတ်များတော့ကြားကန်တောက်ကြသူတွေပါမမအုပ်ကစိတ်ကလေးရှိလို့အားရရှိလို့ကတော့ပြောင်းမှုဖက်လိတ်အိမ်မာတင်လိတ်နေကြပါမအားတာများသူဆိုတော့သူလဲကြုံရတော့ကိုကြီးကြိုက်သူလဲကြုံရဖွာတော့တာပဲကိုကြီးကြိုက်သူတို့အိမ်ကနှစ်ထပ်အိမ်မှာရေဝင်ရဆိုတော့မြင့်ဆောက်ထားရုံမကအောက်ထက်တစ်ထပ်လုံးမြေဖို့ထားတော့ဝိုင်းမြေထက်1000လောက်မြင့်နေနွားတွေကအိမ်ရှိဘက်ဇီးကျင်မင်းကြီးအောက်ထားတယ်လဲနဲ့နွားနဲ့တစ်ခင်းနဲ့ဆိုတော့ရွာအလိုတောင့်တင်းနေရှိသူတွေပေါ့အိမ်အောက်ထက်4ဘက်စလုံးအကာမရှိဘူးတိုးရှိုပေါက်ဖွင့်ထားတော့ကျုံသူကကျုံတဲ့ဘက်ကဝင်တာပဲရှေးစပွဲညိုညစ်ညစ်ကြီးတစ်လုံးတန်းလျာရှေးနှလုံးကကိုကြီးကြိုက်သူရဲ့ရုံးစပွဲနဲ့ကလတ်ထိုင်းပဲစပွဲပေါ်မှာဓာတ်ဘူးဟောင်းတစ်လုံးအမြဲရှိတယ်ဓာတ်ဘူးကနှကန်းဆွေးဖင်ဆွေးလိုက်နေပါပြီရင်နွေးတော့လုံနေထင်ပါရဲ့ရင်နွေးပြက်တယ်မရှိဘူးအတောင်ဖြန့်ထားတဲ့ဒေါင်းမုံစင်ဆေးလိတ်ကွက်ကြီးတစ်ခွက်လည်းရှိတယ်ဆေးလိတ်ဖင်းစည်းကမ်းတွေပြာတွေနဲ့နှင့်နေတဲ့ဆေးလိတ်ခွက်ပါသွန်နယ်ပြုတ်တယ်မရှိဘူးတော့ပေပွားလို့ကိုကြီးကြိုက်သူကတန်းလျားပေါ်ထိုင်နေကြဘယ်တော့မှဖင်ချထိုင်နေမရှိဘူးကျမတို့သိတတ်တဲ့အရွယ်လောက်ကလေးကဒူးနှလုံးထောင်ပြီးငုတ်တုတ်ဆေးလိတ်ထိုင်တော့နေတာကြီးပဲအဲ့ဒါလိုများထိုင်နေရင်ဖွာနေတဲ့ဆေးလိတ်ထဲမှာပဲစိတ်ရှိတယ်ဆေးလိတ်ကမီးပွားတွေဖွာခနဲ့ကြလို့ပစိုးထခါတာလောက်ဆေးလိတ်မီးနာမညီလို့လက်ညှိုးတွေစစ်ပြီးညှိလို့လူလှုပ်တာကလွယ်ရင်ငူကြီးထိုင်နေတာပဲကိုကြီးကြိုက်သူကိုကျမတို့ကလေးတွေကအင်မတန်ချစ်ကြတယ်အစိတ်မရှိသူဆိုတော့ကြောခွာနေလို့လဲဟဲ့တစ်ချက်မဆိုးဘူးကလေးတွေစောလို့အကျန်းပကံရဲ့ကျွေးပကံရဲ့ကြကွဲလို့လဲဖြစ်ရလေဟာမရှိဘူးကျမတို့ကဗျောက်သီးတွေခူလာပြီးကိုကြီးကြိုက်သူတို့နွားရည်တိုက်တဲ့အင်ပြက်ကြဲကြဲကြီးတွေထည့်ကစားကြတယ်ဗျောက်သီးကြောက်တွေကရေနဲ့ထီတော့လန့်ကွဲကြတာကိုဖြောက်ခနဲ့ကွဲတာကိုကျမတို့အချင်းချင်းပြိုင်ညတာပါ
ပြောက်သီးကြောက်ရှည်ရှည်ကလေးတွေကိုရေရဲတစ်ဖက်ငါးခုစီချလို့အရင်ဆုံးလန့်ကွဲတဲ့ဘက်ကအနိုင်တခါသူနိုင်ကိုနိုင်ညင်းရင်ကအော်ကြဟစ်ကြရင်လေကိုကြီးကြိုက်သူကလှဲ့မကြည့်ဘူးအချင်းချင်းညင်းခုံရကလုံးတက်တော့လေထမဆွဲဘူးနောက်ဆုံးအင်ပြက်ကျဲကြီးကွဲတာတော့ကြောပြီးထားတာပါမမဥကတော့ကျမတို့ကလေးတွေသူ့ဝိုင်းနဲ့ဝင်စော့တဲ့အထိသီးခံရှာပါတယ်ပြောက်သီးတွေရေထဲထည့်ကစားရင်တော့ငေါ့ကရောညီတို့ပြောက်သီးတွေကိုနွားရည်ထဲထည့်မဲ့ကစားကြနဲ့နွားရည်တောက်တော့အာထောက်တတ်တယ်မကြံကြီးစီရတော့ပြောက်သီးပဲပါဇက်ထက်တွေးဆူအောင်ဆိုပြီးလက်ဖွားပေါ်တင်တာနဲ့လန့်ကွေးတာပါအေးဒါမျိုးကြရင်တော့ကိုကြီးကြိုက်သူကသူ့မိန်းမကိုထငေါက်တော့တာပဲဟဲ့မိအုပ်ရာပြောက်သီးကြောက်တော့နွားဝါလေးတာရေနုနေတဲ့အသည့်အာထောက်ပါမလားနင့်နေကလေးတွေကစားကြစမ်းပါစီသူတော်ကောင်းကြီးရဲ့နေတောက်တဲ့ဖြင်အိုးဝဲရတာနှလုံးရှိပြီကွဲတာတော့နမမတ်ထူးအကဲဆုံးကွဲစမ်းပါစီဟာဦးဆိုတာကွဲမျိုးဟာကူညီးနေမတ်ထူးတော့မပြောနဲ့နင့်ညီမကယောက်ျားမိန်းမရဲ့တစ်ပင်တောင်တက်တာကိုကြီးကြိုက်သူကဆွေတဲ့မျိုးတွေကနီးနီးဝေဝေဘဲကလေးကိုမဆူတဲငိမ့်ခံရှာတာလေမှန်ပါရဲ့ကျမကိုတော့ပိုသီးခံတယ်ပိုချစ်တယ်နှမဝမ်းငွေကလည်းဖြစ်ပြန်မင်းကလေးကလည်းဖြစ်ပြန်ဆိုတော့ကျမကိုပိုသီးခံတယ်ကိုကြီးကြိုက်သူကအမှုမဲ့အမတ်မဲ့ငူငူဆူဆူကြီးနေလို့ဘာမှမသိဘူးလို့တော့မထင်နဲ့ကျမတို့အိမ်အောင်ကြလို့ရွာပြန်တော့ငငယ်ကကျမဆိုးတာကဲတာကျမကြောင့်ပကံကွဲတာအိုးကွဲတာကစအကုန်ပြန်ပြောနိုင်တယ်အင်ကြီးချွတ်ထားလို့မဲပြောင်နေတဲ့အညာသားကြောကုန်ကြီးနဲ့ဆေးလိပ်ဖွာရင်ကကျမအိမ်သားကိုတလုံးမကြံပြောနေတော့တာပါကျမအိမ်သားကိုကျမခေါ်တယ်လို့ဆရာပဲခေါ်ရှာပေမဲ့ဘာဆရာမှန်းကောင်းကောင်းသိတာမဟုတ်ဘူးယောဆရာနဲ့မထူးငယ်ငယ်ကအင်မတန်ဆော့တာကိုတယုံမကြီးပင်စူးပြောက်ထိုးနေတာတောင်ရအောင်တက်တာသူခူးထားတဲ့အသည့်ပြုတ်ကြလို့သူများကောက်ပြီးရင်မြစ်ထဲခုန်ချတာတောင်မလွတ်ဘူးလိုက်တာနရိုင်းစီလို့ခါချတာများခါယူကြုတ်ရောမတ်တာဘိုးညံအိမ်ကပိန်းနေတဲ့နုနုလေးတွေဒုံနဲ့ရိုက်ချလို့ဘိုးညံခမငိုလိုက်တာများကိုကြီးကြိုက်တို့ကရွာမှာသူစစ်ရတဲ့အမှုတွေအကြောင်းများပြောရင်ထမင်းမစားတော့ဘူးစာရဲလို့ပတ်တီးချလေကောင်းကောင်းမတက်ပေသည့်အကြအမြင်များလို့ပြောနိုင်ဆိုနိုင်တော့ရှိရှာသူပါအထူးသဖြင့်မြို့ကလာတဲ့သူတွေစိုးတဲ့စိတ်နဲ့သူလဲခေသူမဟုတ်တဲ့အကြောင်းဂိုက်ထုတ်ချင်တာကပူပူပါဆရာနဲ့ကျုပ်စစ်တဲ့အမှုတွေကရွာမှုရက်မှုဆိုတော့လေမဟောတရားပညာရှိသားတရားစီရင်နာတို့လေဆွဲတရားစီရင်နာတို့ကအုံနောက်ချုပ်ရတယ်မဟောတရားကဖျားလောင်ဆိုတော့ဉာဏ်ပါရမီကပါပြီးသားဟာကိုဗျကျုပ်ကဉာဏ်ပါရမီဘာရှိမှာတော့ကျုပ်ကရင်းကနှက်ဆောင်တာမယုံမရှိနဲ့တခါများဘာနဲ့တော့ကိုကြီးတို့ရဲ့မိဆိုင်ဖဆိုင်နဲ့လဲပါတယ်ဆွေနဲ့မျိုးနဲ့လဲပါတယ်ဆွေနဲ့မျိုးနဲ့ဆိုတာကကျုပ်တို့အမေကြီးမရောင်းစိမ့်ဆိုတာကျုပ်တို့ငယ်ငယ်ကလေးကတည်တည်ချင်းနှက်ဖြစ်တာဆရာရဲ့အမေကြီးကမကြွဘူးသူနှက်ဖြစ်နေပြီးအိမ်မက်ပေးလို့ဝိုင်းတဲ့နှက်ကွန်းထဆောက်ပေးရတာတခါတလေနောက်ဖေးမှာငုတ်တုတ်ထိုင်နေတာမြင်ရတယ်ဒါကြောင့်တရားနှက်ဆောင်နေပြောတာနေမှာအစ်စ်ပေါ့ဒီတစ်ခေါက်ရွာပြန်တော့ကိုကြီးကြိုက်သူအိုရှာပါပြီတော်သူတောင်သားဆိုတော့တန်တန်မာမာရှိရှာတော့မှာအင်ကြီးကတော့ဝစ်တယ်မရှိဘူးခါကုံကုံဝမ်းပိုက်ရှက်ရှက်ကြီးနဲ့တန်လျာခုံမောငုတ်တုတ်ထိုင်လျက်ပါပဲကိုကြီးကြိုက်သူကအဖေတူဆိုပေသည့်အမေအမျိုးလိုလဲပြောရင်ဖြစ်ပါရဲ့ကိုကြီးကြိုက်သူအမေဒွေးလေးတောင်းနေကျမအဖေနေကမောင်နှမတော်သလိုကိုကြီးကြိုက်သူအမေကြီးနဲ့ကျမအမေဘက်ကအဘဘိုးကန်သားနေကမောင်နှမဝမ်းခွေကျမတို့ကနှစ်ဖက်တော်ပေါ်ကိုကြီးကြိုက်သူနဲ့သူ့အမှုတွေအကြောင်းကလည်းရွာမှာတော့စီရင်ထုံးပေါ်အကူမမအုပ်ကျုပ်တော်တေးတာတေးချင်တို့တာပဲအိမ်ကအကြီးကောင်အောင်တန်သိတယ်မဟုတ်လားတောင်ရွာဖြောက်စိတ်တွေမှာလူရိုက်ခံရလို့တဲ့ရိုက်တဲ့ကောင်ကလှဝင်းတမန်မြမောင်းတဲ့ဖေးလှဝင်းတို့ဖို့တုတ်ကြီးငန်းချောင်းနဲ့ရတဲ့ကောင်မလေးဘယ်ဖို့တုတ်တော့ဟုတ်တော့အကူကလည်းကိုကျက်တော်တို့လေလိုက်တဲ့ဖို့တုတ်လေးဖေးကျက်တော်တို့ဇာကျူးရွာကမအုံးစိန်ဟာကောအကိုရဲ့ဇာကျူးကအုံးစိန်ဘသူအဆက်ထဲများပါလေမမအုပ်သိပါတယ်မ
မအုပ်တို့ကျုပ်တို့ဇာကျူးရွာအလူသွားတော့ကကျုပ်တို့အပြန်ပဲနှပြည်သားစီပေးလိုက်တယ်မိမဟာကောမောင်နှမနှစ်ယောက်ရှိတာမောင်ကကြက်တော့အမကအုံးစိတ်မောင်နှမချင်းမတဲ့ကြဘူးကြက်တော့ကလီစင်းဝယ်ပြီးညောင်တို့ဘက်သွားနေတာကြာပြီညောင်တို့သားဖို့တို့ကိုလှေပေါ်တင်တာအေးလေအခုကနင်းသားဖို့တို့ကရိုက်လွတ်တာလားခပ်ပေါ်ကိုဖို့တို့ကရိုက်တာမဟုတ်ဘူးအကိုရဲ့ဖို့တို့ညီရှောင်းနေရတဲ့လှဝင်းတမမြမောင်ကရိုက်တာဩအေးအရိုက်ခံရတာကအောင်တန်းကျုပ်သားလေအကြီးကောင်အောင်တန်းငါသိပြီဘလို့ဖြစ်ကြတာတော့ရိုက်တာကဘယ်မှာတောင်ရွာကဖျောက်စိတ်ပင်အောင်မှရိုက်တာတဲ့ဂျူဆောင်မှာဟတ်တက်ခွဲကြရောတဲ့ကျုပ်အင်ကတက်တို့တော့လိုက်သွားလေရဲ့နှစ်ယောက်သုံးယောက်လေပါသွားကြတယ်မိညက်မယောက်ျားဘသူတဲ့ငအေးနောက်နှစ်ယောက်ကတက်တို့တူနှစ်ယောက်မိဖုရားရွာကလာနေကြတာသူတို့လည်းပါသွားကြတယ်ဒုတ်တွေနေလိုက်သွားကြတာရိုက်နဲ့ကုန်ကြပြီလားတော့မသိဘူးအကိုလိုက်ပါဦးတက်တို့တူနှစ်ယောက်မိဖုရားရွာကနင်တို့အိမ်တဲနေတာအဲစင်းလာမနိုင်ပါလားအကူနဲ့ကျုံမောင်နှမတော်တဲ့ဟာကျုပ်အိမ်ဧဝင်လာတိုင်ရအောင်မလားကိုင်းပါအကူလိုက်ခဲ့ပါကျုပ်တော့သေချင်တာပဲမိတို့နေလိုက်သွားစမ်းအမှုကလူရင်းမရောက်ဘူးအမှုတိုင်းသူနဲ့တိုင်ချက်မှာလူများပါလာလေငကူအမှုကဘေးရောက်လေဖြစ်ရတာလေကိုကြီးကြိုက်တို့စစ်ချက်ယူတိုင်းဖြစ်နေကြပါကျမဖေကသူ့တူအကြောင်းပြောရင်မပြောခင်ကရေနစ်နာပါသူ့တူရိုးလွန်းတာစိတ်ရည်တာဒီခန္ဓာဘသူကဘာပြောဘာတိုင်ထောက်ခံတာမူလအမှုကနှစ်ဖက်ကြည်အေးနိုင်ပါလျက်ကနေသူ့တူဝေစစ်မှအမှုပိုကြီးတာတွေစကားရောက်တိုင်းပြောတတ်တယ်ငါတို့ကလူကြီးတာလုံနေတာအိမ်ကထကျင်တဲ့ကောင်မဟုတ်ဘူးတခါတော့ညဘက်ကြီးတို့ရွာအရှိဇလက်ကုန်းရွာဘက်ကတနက်တန်ကြားလို့တဲ့အိတ်နေတဲ့သူမယားစွန်းအုပ်ကိုဇလက်ကုန်းဘက်သွားမေးစမ်းညတနက်ကျန်ကြားတာမဟုတ်မှလွေရောဓမြတိုက်တာနေမှာတဲ့မနဲ့ကျစွန်းအုပ်ကအဖေလာတိုင်းနေဘာကြီးတူဆုံးမအောင်နဲ့ကျုပ်ကိုညာကြီးမောင်တတိုင်းလောက်ဝေးတဲ့ဇလက်ကုန်းဘက်ဇွတ်လွတ်နေတာတဲ့ဒါနဲ့အဖေကသွားငေါက်တော့ငါတို့ကအေးပဲဟာဘာကြီးရာကျုပ်ကလူကြီးဖြစ်ပြီးသူများပြောမှကြားရတာဆိုရင်ဘယ်ကောင်းနိုင်ပါမလို့ဗျဒါကြောင့်မိရုပ်ကိုနှိုးလွတ်တာမိမမသွားပေါင်းနဲ့ဗျာမင်းကဘာဖြစ်လို့မသွားတာတော့ဆိုတော့ဟာကျုပ်လိုက်သွားတော့တနက်မှန်မှာပေါ့တယ်ဗျာကျမတို့မောင်နှမတွေကရေးကြတော့ဒါတင်ဘေကလိမ့်မလဲတဲ့အဖေကပြောတော့အမေကလည်းသတိရတာဖြည့်ပြန်ရောမိဘတွေပြောပန်များလို့ကျမတို့ဘေးချိန်သွားရွာလူကြီးကိုကြိုက်တို့ကိုတွားတွေ့နေကြမြို့ကပါလာတဲ့မုံနေပါတွေလက်ဆောင်ရဲလို့တွားပြီးရင်ဆွေမျိုးမှုပေးတယ်အောင်မိတာကနင်းနေရွာလူကြီးမို့မျက်နာလာလောက်တယ်ဆိုတဲ့ပုံကများပါမအုပ်ကတော့မတ်ရှာပါရဲ့ကိုကြီးကြိုက်တို့ကမြို့မုံတွေရိုးနေဖို့ဆိုတဲ့မျက်နာနဲ့တို့ချင်မှတို့တာကျမတို့ကသူ့အကြောင်းသိလို့စားပါအောင်ကိုကြီးကြိုက်တို့ရဲ့ဆိုတော့တစ်ဖက်လောက်ယူစားပြီးနေတို့အမကြွေးပါဟာလှုပ်တော့တာလေမအုပ်ကတော့သူဆိုတော့ဘွင်းဝဲတော့ဖို့ရရဲ့လို့ဘယ်မြို့ကမုံတွေဖာနဲ့ထဲ့ထန်လာလို့တော့မနစ်ကရွာဖုံးကြီးလာကြော့ကြတယ်ညီတို့မန်းလေးကကိုတန်းဝင်းတို့ကိတ်မုံပေးသွားတာကိုတက်လုံးစားရတယ်လို့လုံနေတာတော်မစကြုတ်စားတော့ကျမစကားလမ်းကြောင်းလွဲရတယ်ကိုကြီးကြိုက်တို့လည်းပိန်လိုက်တာအစားမမှန်အတော့မမှန်ဖြစ်နေပုံပေါ်ရဲ့အမှုစစ်တာလဲစစ်တာပေါ့ဆိုတာမျိုးနဲ့အမှုသိင်းကဲများတယ်လို့စကားထည့်ရင်ချက်ချင်းဝင်လာတာပဲတောင်းစီလိတ်ခွက်တွေကပြောင်းမှုဖတ်တူကောက်ယူပြီးမိခက်နဲ့ညီတယ်အောင်နှခမ်းကြီးထော်ပြီးငေါကြီးဖွာတော့တာပါအမှုကမရှိဘူးဆိုရင်တနေ့သုံးမှုတော့အောက်ထိရှင်းရတာပေါ့ငါနှမယာနွားခိုးမှုငွေရိုးကြီးတို့မှုအခင်းပေါင်းအခင်းရွေးမှုတေခင်းနဲ့နွားဝင်မှုစုံလို့ပါဟာဖဲဝိုင်းကြဝိုင်းများဖမ်းရတာရှိသေးလင်းကွာမရကွာကလည်းငါဝင်မှာခြေတုံးကဘဲနဲ့ပြန်ဆက်တဲ့ပဲမတူတာလေငါပဲရှင်းရတယ်ခြေတုံးကဘဲနဲ့ပြန်ဆက်တဲ့ပဲမတူတဲ့အမှုကတော့အမှုတကားမှရှာပါဆိုတော့ကျမကတီချောင်အမှုဖြစ်ပွားပုံကအစမေးရတယ်ကိုကြီးကြိုက်တို့ကသူ့တဘူးဟောင်းတွေကရေနွေးတစ်ခွက်ကျမအတွက်ငှဲ့ပေးပြီးထန်းလျက်ကန်ရှေ့တိုးပေးတော့တာပါမပြန်နေအောင်ဒီအမှုကတော်တော်ပြောရမယ်အမှုဆိုတဲ့သဘောပါကိုကြီးကြိုက်တို့ပြောသလောက်ဆိုရင်
နှစ်ဖက်ပြဿနာဖြစ်သူတွေကိုကြီးကြိုက်သူရုံးကိုရောက်နေကြသူတွေဟာကျမအမနှစ်ယောက်ဖြစ်တဲ့မတ်ဘောများနဲ့မတ်ဘွေးတဲ့မတ်ဘောများကအဖေအမျိုးမတ်ဘွေးကအမေအမျိုးခတ်တဟာငါကတစိမ့်မှုကင်လိုက်ချင်နေတယ်ဆွေမှုမျိုးမှုမကင်ချင်ဘူးဘောများကနေ့အဖေအမျိုးဆိုတော့ငါအမျိုးကိုဟာမိဝေးကလည်းနေ့အမမိအုပ်အမျိုးအဖိုးမတန်နာနဲ့ဖြစ်ကြတာပါဟာထိပ်ပေါက်ခေါင်းခွဲဖြစ်ကြမလို့ငါဝင်လို့အကူကမှန်နဲ့ပဲလိုက်ုံပေါ့ကိုလူကြီးပဲဟာနင်ပြောတော့လွယ်တယ်အမှုကနှစ်ဖက်စလုံးကမှန်တာကိုငါနှမရဲ့နှစ်ဖက်စလုံးမှန်တော့အမှုကဖြစ်เสียရှိပါဦးမလားအကိုရဲ့လူတာပေါ့ငါနှမရဒါမျိုးသားပြီးဆုံးဖြတ်ရခက်သေးဖြစ်ပုံကကျမအမနှစ်ယောက်အဘေးယူချေးငါရှိကြရာကစတဲ့ပြဿနာပါညီမဝမ်းခွဲနှစ်ယောက်ငင်းချံပွဲယုံတွေကိုပဲသွားရောက်တော့မော်တော်တစည်းတဲ့အတူတူစီးကြတယ်မြစ်စိတ်ကမော်တော်ဝမ်းတဲ့ပဲအိတ်တွေရွက်ချတော့လေသူ့အိတ်ကိုအိတ်မခွဲဘူးတယောက်တလက်ရွက်တင်ကြတဲ့အထီလေအကောင်ငင်းချံမြစ်စိတ်ကပွဲယုံထိလဲငါသွားတော့လေအတူတူပါပဲပွဲယုံကပဲချင်ကြတော့မဘိုးများယူလာတဲ့ဘဲကတရောင်းပြေးဖို့နည်းနည်းလို့တော့မဝေးဘဲတွေကနှစ်လက်ခုပ်သုံးလက်ခုပ်ယူဖြည့်တယ်ယူဖြည့်လိုက်တော့ကနှစ်လက်ခုပ်သုံးလက်ခုပ်ရဲ့လို့ဖြည့်လိုက်တာပဲဘဲတွေစိတ်ရောက်နေကြတော့တပီးရဲ့နှစ်ပီးရဲ့မတွက်ခဲ့ကြဘူးရွာပြန်ရောက်တော့မဝေးကပဲကြွေတောင်းရောတောင်းတော့မဘိုးများကဘဲကိုလက်ခုပ်နဲ့မှန်းပြီးချင်းတယ်သွားဆက်တယ်ဒီတော့မဝေးကသူ့စီကယူလိုက်တာဒီလောက်မကဘူးဖြစ်ကြရောဒါတင်မကဘူးမဝေးကသူ့စီကပဲလုံးစင်းလုံးတန်တန်ချေပြီးပြန်ဆက်တော့ကောက်တင်းကောက်ပဲပြင်းပဲညံဆက်တယ်လှုပ်ပြန်တယ်မဘောများကငါဆက်တလောက်မကဘူးဆိုရင်ဘလောက်လဲပြောပါဆိုတော့လေမဝေးကမပြောနိုင်ဘူးညီးဘဲကဘာတွေကောင်းလို့ငါဘဲကဘာတွေညံ့တာလဲပြောပါဆိုတော့လေမဝေးကမပြောနိုင်ဘူးဒီမာတင်ညီမဝမ်းခွေနှစ်ယောက်ညင်းကြခုံကြရာကနဗန်းထလုံးလိုက်တာဘသူမှဖြင်လို့မရဘူးတဲ့နောက်တော့လူကြီးတွေဖြင်လို့လူချင်းကွဲတာတောင်တယောက်ငယ်ကျူးငယ်နာတွေပြောပြီးစောင်းကြတဲ့ကိုကြီးကြိုက်တို့စီရောက်တော့ပြေးလေအောင်ဖြည့်ရှင်းပေးလိုက်ရတယ်လို့ဆိုတယ်အကူကဘလို့ဖြည့်ရှင်းပေးလိုက်တာလဲလွယ်ပေါ့ဟာမိဝေးကိုပေါ်များဆက်တဲ့ဘဲတို့ကငါအိမ်ပါလာတကူဟာအဲ့ဒါကိုငါယူထားလိုက်တယ်ငါခင်းကထွက်တဲ့ဘဲစင်စင်သားပေါ်များနင်ကြိုက်တဲ့လောက်ချင်ယူသွားလို့ပြောလိုက်တယ်ပေါ်များကနှစ်ပြည်သားချင်ယူသွားတယ်လေနှစ်ဦးနှစ်ဝကျေနပ်သွားကြပေါ့ဗျာကိုကြီးကြိုက်တို့ကသူရှင်းလိုက်တာကိုဂုံယူပြောနေတခိုင်ကျမအမမအုပ်ကသူ့ယောက်ျားကိုမျက်စောင်းလှန်ထူလီရင်နွေးလာဖြစ်ရင်းကကျမကိုမကြည်မချမ်းပြောနေသေးတာညီအကိုခုံတော်မောင်ကြိုက်တို့ဒါမျိုးခဏခဏလောက်ရလို့အိမ်ကပါလာပေါ့၏အမှုစစ်ကတမှုတပဲမရတာထားအိမ်ကပါသွားတာနွားတကောင်ဘို့မကတော့ဘူးဒီတခါအဲ့ဒါလိုအမှုတွေလာရင်ကျုပ်အိမ်မောကအစင်းမဲလို့ကြိမ်ထားတယ်ကိုကြီးကြိုက်သူကသူ့ပြောတယ်မအောင်မိပါဘူးသူကိုခုံတော်မောင်ကြိုက်သူလို့ခေါ်လို့ကျေနပ်နေသေးတာပါကျမလေးလင်မယားနှစ်ယောက်ရှိမရေဝင်ဘူးကျမရွာရောက်ရင်တဲနေကြကြီးတော်တို့အိမ်ရောက်တော့ကျမကြားခဲ့တာပြောပြဖြစ်တယ်ကြီးတော်ကရေတော့တာပါညီအကိုကလူကြီးလှုပ်ချင်တာရှိတာပါရက်ရွာလို့ညရှာသူပါအေးတဲ့စကားကရောက်နေပြီဆိုတော့ကျမအမရီရောညီမရီရောကျမတို့ရွာရောက်နေလို့မျက်နာပြလာကြတဲ့ရွာကန်တွေရောကကိုကြီးကြိုက်သူအကြောင်းတယောက်တစ်ပေါက်ပြောလိုက်ကြတာများကွဲရမှာမကောင်းပြောနေကြတာပေမဲ့ချစ်လို့ပြောနေကြတာမှကျမသိပါရဲ့တခါကစိတ်ပြဿနာပေါ်ဘူးတဲ့ကျမတို့ရွာကကိုဖိုးတို့နဲ့ကိုပေါက်တို့နှစ်ယောက်အရှိကြီးတို့တိမ်ရွာအလူကိုသွားကြတာကစတာပါကိုဖိုးတို့ကလက်လော်လေကလေးနဲ့မြစ်သေးငါးရှာတဲ့သူပါကိုပေါက်ကတောင်းသူမနက်ခင်းအလူမီယောင်စောစောထသွားပြီးနိုင်ပြန်တစ်ချက်လောက်နေဘူးခေါင်ခေါင်ကြီးပြန်လာခဲ့ကြတဲ့ကျမတို့ရွာနဲ့ကြီးတော်ရွာတွေကနင်းနေလက်တော့တိရိတ်ခိုးလိုက်နေဘူးပြန်တော့စိတ်စာကိုင်းတကိုင်းကြီးချိုးပြီးခေါင်းဆောင်လာလိုက်နေပြန်ခဲ့ကြတာပါလမ်းမှာစိတ်တကောင်နဲ့တွေ့ကြတယ်စိတ်ကတကောင်နဲ့စိတ်အုပ်သေးကကြံခဲ့တာလားအနားရွာကစိတ်လာတော့မပြောတတ်ဘူးစိတ်ကသူတို့နှစ်ယောက်တကောက်ကောက်လိုက်လာပါယောတငယ်ချင်းနှစ်ယောက်စကားတပြောပြောနဲ့လာလိုက်ကြတာရွာချီဝင်တော့စိတ်ကပါလာတော့မေဒီတော့နှစ်ယောက်သားခေါင်းဆောင်လာတဲ့စိတ်စာကိုင်းပြပြီးစိတ်ကိုရွာထဲခေါ်လာကြတယ်ဖိုးတို့က
ခိုးလာတာလည်းမဟုတ်ဘူးရွာကြီးထိတကောက်ကောက်လိုက်လာလို့သာပါလာတာကိုစိတ်ကိုမောင်းထုတ်လို့လည်းမဖြစ်တော့ဖိုးတိုးအိမ်မှာကြိုးချီထားတယ်စိတ်ကသစိမ်းရင်ရောက်နေမှန်းသိတော့တပဲပဲအော်လိုက်တာနားမခံတာဘူးဒါနဲ့ငပောက်အိမ်တလဲပို့လိုက်တယ်ငပောက်မယာမိတင်ဘူးကလက်မခံဘူးကျုပ်တို့အိမ်ထားရင်ကျုပ်တို့စိတ်ပဲဖြစ်ကြရောဒီတော့ဖိုးတိုးမယာတန်းကြီးကကို့အိမ်ထားလို့ကိုယူချင်းဆိုရင်ငါယူတဲ့ပေါ့အေးဒီမှာတင်စိတ်တကောင်အဝေမတည့်ကြရကမိမချင်းရန်ဖြစ်ကြတယ်မတင်ဘူးကအားကျဲမတန်းကြီးက9တိုင်ကြားရွာတဲ့နှစ်ဖက်ဆဲကြဆူကြဆိုတော့အမှုကကိုကြီးကြိုက်တိုးစီရောက်လာတယ်ကိုကြီးကြိုက်တိုးအိမ်စိတ်ကြီးဆွဲလာတော့လေစိတ်ကြီးကအော်တော့စိတ်ကခိုးလာတာလည်းမဟုတ်တော့အပြစ်တင်ဖို့ရလဲခက်တယ်စိတ်ရောင်းပြီးပတ်စံခွဲယူကြပါလားဆိုတော့ဘာမှမသိတဲ့စိတ်ဆိုတော့ဝယ်မဲ့သူကမရှိဘူးဒီတော့ပြဿနာပြီးအောင်ကိုကြီးကြိုက်တို့ကသူ့အိမ်မှာမွေးထားမယ်နောက်မှစရင်ရှင်းတာပေါ့ဆိုပြီးအိမ်တိုင်းမှာခြိထားလိုက်တယ်ကိုဖိုးတိုးလင်မယားရောကိုပေါက်လင်မယားရောကြည်နဲ့ကြပါတယ်ဂျားကလူကြီးအထားရင်ပြီးတာပဲပေါ့အဲ့ဒီစိတ်ကဂျိုက်တိုးအိမ်မှာ2လကြာတယ်အော်လိုက်တာလေရွာကမအိပ်ရဘူးဂျိုက်တိုးမယားညီးရောက်မှမိစွန်းအုပ်ကနေတိုင်းဒီကိုင်းချိုးပြီးစိတ်စာကြွေးရတာမသက်သာပါအောင်အေးစိတ်ကလေးစားလိုက်တာစက်နဲ့ကြိတ်တာကြလို့နောက်တော့ဘလို့ပြီးသွားတော့ကြီးတော့ရဲ့ပိုင်ရှင်ပေါ်လာတာပေါ့အေးတိမ်ရွာကပိုင်ရှင်လိုက်လာတော့ဟုတ်နေတာကိုခြီတိုင်းကဖြုတ်ပေးလိုက်ရတာလေစိတ်ကပိုင်ရှင်တွေ့တော့ငေါက်ခနဲ့ထလိုက်တာမိစွန်းအုပ်ကစိတ်စာ2လကြွေးထားရတာကောဆိုတော့စိတ်တို့နှစ်ပလင်ပေးသွားတယ်သူခမညာအဖန်မွေးတဲ့စိတ်မှုပါတဲ့စိတ်ရှင်ကအယောတောင်းနေတော့တရင်ကြားနဲ့လိုက်လာတာပါဆိုတော့ဘာရမှာတော့ဖြစ်ရလေမဖြစ်နဲ့ညီကိုကြက်ပြဒနာတက်တာရှိသေးတယ်တရက်တော်ရွာတောင်ပြားကကိုညူအေးကြက်တကောင်ပိုက်ပြီးကိုကြီးကြိုက်တို့ဝိုင်းနေဝင်လာတော့ကိုကြီးကြိုက်တို့တောင်အိယာကမနိုးသေးဘူးမမအုပ်ကတော့ဝိုင်းထဲတမျက်လဲပြီးစွန်းကပ်ပြီးနွားစာကျွေးနွားရည်တိုက်ပြီးကိုကြီးကြိုက်တို့နိုးရင်စားဖို့ထမင်းချမ်းကိုဒဲအိုးစီပုတ်ပြီးအိုးကင်းဘူးတိုက်ပြီးတအောင်တဖြုံနာပြီးတောထဲသွားဖို့ရှိတော့တာပါကျက်သမားကိုညိုအေးရောက်လာတော့လင်းကိုနှိုးရပြီးကိုကြီးကြိုက်တို့ကမျက်နှာကြပြားကြရာတစ်ပြီးအင်ကြီးကျူကြီးနဲ့တန်းလျားပေါ်မှာငုတ်တုတ်ထိုင်းနေဘာတော့ကွာညိုအေးရမင်းကျက်သွေးတွေနဲ့လားလို့သွေးနေပေါ့ဗျခမရတို့မောင်မက်လက်ချက်ပေါ့သူ့နန်းနန်းကင်းကြုတ်ကျက်ရက်လို့တဲ့ခင်းချောင်းနေကောက်ပြလိုက်တာခြေကျိုးကြောဒီမှာခေါင်းနဲ့ကြည်သွားတယ်ထင်ပါရဲ့ဟာငမက်တလိတ်ဆန်နဲ့တူမိုက်တဲ့ကောင်မိယုတ်ငမက်ပြေးခေါ်စမ်းကျုပ်ခင်းနဲ့သွားရအောင်ပါလူကနောက်မှခေါ်ပါတော့အကျိုးကြောင့်အရင်မေးစမ်းပါအောင်တကယ်မအုပ်ကလူခေါ်တွေပါလာတော့မှတီးတော့တပတ်ဟောင်းကောင်းမော်တင်ပြီးအခင်းမက်ထသွားတော့တာပါကိုကြီးကြိုက်သူကဇပွဲပေါ်တင်ထားတဲ့ထမင်းချမ်းအိုးကင်းဘူးတိုက်ကိုစိတ်မဝင်စားဘူးကိုညိုအေးချက်ကိစ္စစိတ်ဝင်စားတာပါညိုအေးပြောစမ်းနဲ့မောင်မက်ကဥတူဆိုပေမဲ့တရားဥပဒေတိုင်းဖြစ်စေရမယ်ဆိုတာလေပါရဲ့ကြက်ရလို့ပြောစမ်းကွာညိုအေးဒီချက်မင်းချက်လားကျုပ်ချက်ပေါ့ဗျာအကျိုးပေးလိုက်တာမှပွဲတိုင်းအောင်ကြက်ဗျကျုပ်ချက်ကိုထင်းချောင်းနဲ့ပြစ်လို့လိုက်တာကျုပ်ကကြေနဲ့မှတ်လို့မောင်မက်ဝင်ရိုက်မလို့ပဲဒါပေဒီစိတ်ကိုမနှဲလျှော်ပြီးခမရလာတိုင်းတာပဲကျုပ်ချက်အယောလိုချင်နေဒါပဲအေးဘောကွာတိုက်ချက်ခြေတော်ကျိုးမှာတော့ရီးဖြစ်ကြောပေါ့နေပါဦးမင်းချက်တိုက်တာဘယ်ရွာသွားတိုက်တာတော့ရွာတဲ့ချက်တိုက်တာလက်မခံဘူးနော်ချောင်းတစ်ဖက်သွားတိုက်တာပါဗျာရွာနဲ့လူကြီးပါခမရပိုင်နေမဟုတ်ပါဘူးခမရပိုင်နေမဟုတ်ပါဘူးဆိုတာကိုကိုကြီးကြိုက်တို့ကသိတဲ့သဘောကြတယ်ရွရွာကိုသူထိန်းထားနိုင်နေဆိုတဲ့သဘောပါတာကိုဘားရီနှခမ်းနေတွန့်သွားအောင်ကျေနပ်နေတာပါမျက်နှာဘိုးတက်လို့မရတော့ဒေါင်းစစ်လိတ်ခွဲတွေကပြောင်းမှုဖက်လန့်ယူမိညီတယ်ကိုညိုအေးကိုမျက်လုံးလှန်ကြည့်တယ်ဆက်ပြောစမ်းပေါ့ကျုပ်ချက်ကအယောင်ကဥပန်းဖောင်းဖက်လူတာဆိုတော့ရှားတယ်ဗျအမိကြတော့မကိုဆက်ပုံရတယ်တချို့ကလည်းတက်တိကြရစ်ဘက်လူတဲ့ကြက်ကောင်းကွာဒဏ်ရာတွေနဲ့တောင်ထောင်နေတာကြည့်ပါလားခမားသိမှာပေါ့ကန်တော်ကတန်ချောင်းလေသူကဘာဘိုးသိန်းဆိုတာကြက်ဝိတ်စာကြီးဘိုးသိန်းကလဲသမားငထိုးနေတရက်ကျုပ်ကိုမှတော့ကျုပ်ကကျုပ်ရောက်ခွာကြောက်လို့နေထလိုက်သွားတာဟိုကြတော့ကြည်ပါလားငအေးနဲ့တွေ့ကြရောဘိုးသိန်းကကျုပ်တို့နှစ်ယောက်စလုံးကြက်ကောင်းကြိုင်မှန်းသီးလို့တီးပေးတာကိုဗျ
ဒါမှသူကဈေးကောင်းရမှာကိုမလိုကောင်းတာကွာငါအေးက8000ဗျာတဲ့ကျုပ်က3သိန်းဗျာလို့ချလိုက်ရောရှုံးရင်ရွာပါတိတ်ခါကြမှာကိုဗျငါပါတိတ်ခါကြတာကိုညူအေးရမင်းလောက်တာသဘောကျတော့ကွာအစ်စ်ပေါ်ဗျာကျက်ဖိုးကိုသူတို့ကိုတို့နဲ့3သိန်း3000ဝင်းနဲ့ကျုပ်ရလာတာဟုတ်တပြို့ကျက်ကတန်ချီတော့ပါလာကြလို့ကျုပ်ဖြင့်ပွဲလိုက်နိုင်တာပဲမင်းစောစောကပြောတဲ့ကောင်းတွေပါခေါ်ရမယ်လူဘာဝလူကွာမဆိုင်မှုလေဗျာအဲ့ဒါကျုပ်ရက်ဝယ်တုန်းကကိစ္စอ่ะဗျအခုထင်းချောင်းနဲ့ပြစ်လိုက်တာကခမရတူငတ်မက်ကပြစ်လိုက်တာကဲငါသဘောပေါက်ပြီမင်းပြန်အောင်ငါငတ်မက်ခေါ်စစ်မယ်မင်းကျက်ဖို့က3000ခွဲဟုတ်လားဟာလုတ်ပြန်ပြီ3သိန်း3000ခွဲဗျရောချင်းရောမရောချင်းကျုပ်ကကျူရင်ခုတ်ကျူငုံမကြံမဲမန်နာဖြစ်ရမှာဘောကွမင်းမန်နဲ့ညိုးကြီးကဲပြန်ကြည့်တော့ကျူပင်ခုတ်ကျူငုံမကြံတဲ့ထဲမှာသူပါနေတာကိုသဘောမပေါက်ဘူးအေးပေါ့ကွာလုံးရမှာပေါ့တဲ့ဒါနဲ့ကိုညိုအေးပြန်တော့သူ့တူငမက်ကိုခေါ်စစ်တယ်ငမက်ကသူ့ခေါ်မယ်ဆိုတာသိတော့မြေကြီးနဲ့ရောနေတဲ့နန်းနန်းပင်အကျိုးကြေတွေကိုစကောတွေထည့်လာတယ်တက်တေကံပစ္စည်းပေါ့ကိုကြီးကြိုက်တို့ကနန်းနန်းပင်အကျိုးတွေကိုလက်နဲ့ဖြဲကြည့်တယ်လူဘာဝလို့ဘာကြီးရာသူကလူမိုက်လူလို့ဘာလို့လို့နေကျုပ်ကိုကျင်းသေးတာကျုပ်ကဘာကြီးသွေးပဲဗျဘာကြောက်လိမ့်မလို့စိတ်ထဲဖြင်းနေဖြစ်လာရင်ရိုက်လို့လိုက်ရမှာဒါဘောကွာဒူမျိုးကသွေးတောက်ကြီး4ယောက်ကဆင်းလာတာအာကမတ်လို့သူ့ချက်က1ရက်လည်းမဟုတ်2ရက်လည်းမဟုတ်ကျုပ်ကျဲထားတဲ့အခင်းနဲ့ဝင်ပြီးတစ်ပင်တွေရက်ပစ်တာဗျကျုပ်သီးခန္ဓာ3ခါရှိပြီ3ခါဆိုရင်မင်းမှန်တယ်ငါဆိုရင်2ခါနဲ့လုတ်ပြင်းပြီမှာအခုကမျိုးအေးကမင်းကိုအယောတောင်းချင်ပုံရတယ်သူစကားကောက်ရတာလေမယိုနိုင်ပါဘူးဗျာသူ့ချက်ကလည်းကျူးသေးအခင်းလည်းပြက်သေးမယိုနဲ့မင်းမှန်နဲ့ငါတူသွားတော့ငါရှင်းမယ်ကျမကဒီတိုက်ချက်ကိစ္စဘလို့ရှင်းကြတော့ဆိုတော့မှပြဿနာပြီးရပုံကိုပြောပြသည်ကိုကြီးကြိုက်တို့ကနှစ်ဖက်စလုံးမှန်နေကြီးလုံနေတော့နှစ်ဖက်စလုံးကအမှုနိုင်မဲ့တွက်ထားကြတာပါကိုညိုအေးရှိကြတော့ရောစည်းတဲ့ငမက်ရှိကြတော့ရောင်လို့တောင်မယောနဲ့တဲ့စုံရှင်းကြတဲ့နေ့ကြတော့ကိုညိုအေးအမျိုးတွေနဲ့ငမက်အမျိုးတွေဝိုင်းတိုက်ထဲပြေလို့တဲ့လူတွေကများတော့ညီအကိုချွေးတွေပြန်လို့ပေါ့အေးနောက်တော့ကြက်ကကျူးတဲ့အတွက်ကြက်ရှင်ကကြက်ဖိုးအပြည့်မယူနဲ့ငမက်ကလည်းနန်းနန်းကင်းပြက်စီးတာတို့တော့ရားချပြီးကြက်ဖိုးတစ်ဝက်ရိုစီပေါ့အေးငမက်ကမယုံနိုင်ဘူးပတ်စံမရှိဘူးနဲ့ဆိုတော့ညီကိုကိုင်းဒါဖြစ်ရင်ငါပတ်စံထုတ်ချင်မကွာဆိုပြီးငွေ9000နဲ့ဖြတ်လိုက်ကြရောကိုညိုအေးကကြည်နဲ့တလားသူကလည်းငကိုတွေကကြက်ဖိုးပူပြောထားတာဆိုတော့ကြည်နဲ့တာပေါ့ကြက်ကျူးကိုမောင်မက်ကယူရလိုက်ရတယ်ညီအကူကကြားကနေအတိုးမပါပဲငွေချေးရတာထားဖြစ်ချင်တော့ပြောပါအောင်မောင်မက်လက်ထဲရောက်မှကြက်ကျိုးကခြေပြန်ကောင်းပြီးပိုတောင်မာသွားတာကိုဟောဒီနာကရွာဒီမှာရှိသမျှတိုက်ကြတွေမောင်မက်ကြက်နဲ့တွေ့ရင်ရှုံးနာကြီးပဲမောင်မက်ကလည်းရလိုက်တဲ့လောင်ကြီးဂျိုက်တိုးပတ်စံတော့မနေပြန်တောင်းရတယ်စွန်းအုပ်ကရန်တွေ့တောင်းလို့သာလေဟောတော့မပြီးသေးဘူးဒီကြက်ကျိုးကခွက်လက်ကောင်းမှန်းသိတော့ညိုအေးကသူ့ကြက်ပြန်လို့ခြင်းပါတယ်ဖြစ်ပြန်ရောမောင်မက်ကဘယ်ပေးမှာတော့သူကရောပြီးသားဟာကိုဟုတ်တယ်လေနှစ်ဖက်ပြဿနာဖြစ်တော့ဂျိုက်တိုးစီပြန်ရောက်ကြပြန်ရောဂျိုက်တိုးကညိုအေးမင်းကြက်မင်းပြန်ရစီမယ်တဲ့မင်းကအုပ်စရင်နဲ့တူတူမောင်ကြတော့မပေးနဲ့တဲ့မင်းကအုပ်စာဘွားတဲ့ကျမလည်းရင်မောလာလို့စက်မမေးဖြစ်တော့ပါဘူးဘလို့ပြီးသွားကြတယ်မသိရပါမဲ့ရှိပါစေတော့လို့ပဲသဘောထားလိုက်ရတော့တယ်စိတ်ကောင်းရှိပေမဲ့ရိုးလွန်းအားလုံးနဲ့အကိုကိုကျမတနာမိတယ်မမအုပ်ကပိုတောင်တနာစရာကောင်းသည်အိမ်မှာဘာမှမလုပ်တဲ့လင်းကိုတန်းလျားပေါ်ငုတ်တုတ်ထိုင်ခိုင်းပြီးသူကကြီးလှုပ်ကြွေနေရတာမဟုတ်လားအမှုတကားတဲ့အိမ်ကပဲမနေရနန်းမနေရငွေမနေရစိုက်ထည့်ပေးနေရတာပိုသေးကိုကြီးကြိုက်သူအကြောင်းကရေးရင်မကုန်နိုင်ပါဘူးရွာမရောက်တာ3-4နှစ်ရှိပါပြီဒီနေ့တည်းကြတိုင်းလေးရွာဘက်စားပြီးဟောပြောပဲရောက်ရလို့ရွာဘက်ခဏကူးခဲ့တယ်ညဘက်ဟောပြောရအောင်မှဆိုတော့ရောက်ပြန်ပါပဲကျမကကြီးတော်ကြီးနဲ့ကိုကြီးကြိုက်သူတို့အိမ်ဝင်းပြီးငွေကြော့ခဲ့တယ်ကိုကြီးကြိုက်သူကခါကိုင်းရှာပြီးလေကိုင်းခွေကြောကုန်ကြီးနဲ့အင်ကြီးမပါပဲတန်းလျားပေါ်ငုတ်တုတ်ထိုင်လျက်ကစုတွေဘေးနေရှာရဲ့
ရွာကအုတ်ချုပ်ရေးကလည်းပြောင်းလေတော့ရွာလီကြီးလည်းမဟုတ်ရှာတော့ပါဘူးမမစွန်းအုပ်ကတော့ဝမ်းသာရှာတဲ့သူ့ယောက်ျားအေးအေးလူလူနေစေခြင်းရှာတဲ့မမအုပ်ကလည်းအခင်းနဲ့မစင်းတော့ပါဘူးသူရင်းကားနဲ့ထားတာကြပြီတဲ့ဟုတ်ရှာကြမှာပေါ့အသက်တွေမှာမငယ်ကြတော့ပဲငါကတော့လူကြီးကြီးလေးနဲ့နေရတာပေါ့ဟာလာကြပါတယ်ဆွေရဲမျိုးတွေကရှင်းမရတာငါရှင်းပေးနေရတာပဲမထူးရဲ့နင်တို့ဘေးကြီးကတလုတ်ကိုမျိုးဝင်ခုံမင်းကြီးဥရွှေလုံးဆိုတာမင်းတို့မင်းခက်ကတင်ကမောပေါ့ဟာသူသွေးကငါကြမှာလာပါလားငါနှမရဲ့လူကြီးကြီးဆိုတာကတက်ကြီးဝါကြီးမို့ဆွေတွေမျိုးတွေကလက်ရောက်ကြတော့တာစားနေရတယ်ဆိုတဲ့သဘောဖြစ်နိုင်တယ်လို့ရှင်းရတဲ့ပြဿနာရှိရင်အမှုရှင်းကြီးရတော့မယ်ဆိုတာလည်းဖြစ်နိုင်တာပါပဲမမစွန်းအုပ်ကကျမလက်တွေကိုစုပ်ရင်းညီအမေကြီးတော်မြတ်ကိုပြောလိုက်ပါ၏ကြီးတော်သူခုံတော်မောင်ကြိုက်တော့နားရှာပါပြီလို့ဆိုတော့ကိုကြီးကြိုက်တော့ကသူ့မယားကိုမျက်စောင်းထိုးသေးတာပါမနာပါဗျာခဏတောင်ခွေးကိုက်မှုလာကြအောင်မလားတဲ့တရားဆိုတာမဆောင်ရဘူးငါနှမရဲ့ကျမပြန်မယ်ဆိုတော့ရွာလေလမ်းမပေါ်ကစောင့်နေတဲ့လဲအထိလိုက်ဖို့ရှာတယ်မျက်ရည်တွေဝဲလို့9000ပေတော်တူတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်အတန်တဝိထုလေးတွေကိုနားဆင်ရတာကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့မမေ့ကြပါနဲ့အောင်ရှင်